ပေါ်ဦးငါကိုတော်မင်းကိုမေကုန်းသုံးခုမေးမယ်လောကမှာအလေးလံဆုံးကပါလဲကြီးမားတဲ့ကြောက်တုံးတွေတနှုံးတွေထပ်ပိုးပြီးတော့တေရပိုးရခက်ခဲတဲ့အလေးလံဆုံးရာလောကမှာရှိသေးလားမှန်လားပါဖေဟာအပြင်ကလေးဆိုတာချလိုက်ရင်ပေါ်သွားတာပါတကယ်လေးလံဆုံးရာကသူတပားပေါ်ထားတဲ့အမုန်းတရားပါဖေဟာအမုန်းတွေကိုရင်ထဲမှာပိုက်ထားရတာဟာဘယ်ချိန်မှချမရပဲကိုယ်စိတ်ကိုအမြဲလေးလံပင်ပန်းစေလို့အလေးလံဆုံးပါပဲဖေဟာဒါဆိုလောကမှာအစိတ်အပြင်းဆုံးကပါလဲကြောက်เสียကောင်းတဲ့တိရိစ္ဆာန်တွေရဲ့အစိတ်ထပ်ပိုးပြီးတော့အသက်အန္တရာယ်ရှိတဲ့အစိတ်မျိုးလောကမှာရှိသေးလားမှန်လားပါဖေဟာတိရိစ္ဆာန်စိတ်ဆိုတာဆေးရှိရင်ကုလို့ရပါသေးတယ်တကယ်စိတ်အပြင်းဆုံးအရာကကုန်းချောစကားပါဖေဟာတိရိစ္ဆာန်စိတ်ကတယောက်တည်းကိုပဲတည်စေနိုင်တာပါဒါပေမဲ့ကုန်းချောစကားကတော့တမိသားစုလုံးတစ်တိုင်းပြည်လုံးကိုပါပျက်စီးသွားအောင်လုပ်နိုင်လို့အစိတ်ပြင်းဆုံးပါပဲဖေဟာဒါဆိုရင်လောကမှာအမျက်ဆုံးလက်ဆောင်ကပါလဲလှပတဲ့ရွှေငွေရဲ့တနာတွေထပ်ပိုးပြီးတော့တစ်ဖက်လူကိုပေးတဲ့အမျက်ဆုံးလက်ဆောင်လောကမှာရှိသေးလားမှန်လားပါဖေဟာရွှေငွေဆိုတာသုံးလိုက်ရင်ကုန်သွားတာပါတကယ်မျက်ဆုံးလက်ဆောင်ကခွင့်လွှတ်ခြင်းပါဖေဟာရွှေငွေပေးတာထက်ကိုယ့်ပေါ်အမားလုပ်ခဲ့သူကိုစိတ်ထဲကနေအေးချမ်းချမ်းခွင့်လွှတ်ပေးလိုက်တာဟာပေးသူရောရသူပါအေးချမ်းစေတဲ့အမျက်ဆုံးလက်ဆောင်ပါပဲဖေဟာ